ဒီနေ့ကတော့ဒီချက်ကဒီကကြီးကလေးတွေအတွက်ပေါ့နော်ဒီစလုံးလေးတွေနဲ့ game ကစားတဲ့worksheet လေးပြင်ပေးမှာဖြစ်ပါတယ်အဲ့တော့ဒီချက်တို့ဒီ game ကစားတဲ့ဥစ္စာလေးပြင်ပေးဖို့အတွက်ပေါ့နော်တကယ်လို့စာရွက်ကြီးကိုတွေ့ရင်ကွာချက်ချင်းကြီးမလုပ်ရမှမသိတဲ့သူတွေအတွက်ဆိုရင်ဒီအပေါ်မှာစာလေးတစ်ခါလေးရေးပေးထားမယ်နော်အဲဆိုစာရေးတဲ့ဟာလေးယူမယ်ဆိုရင်ဒီဘက်မှာနမူနာ text လေးပေးရမယ် text ထဲကနေပြီးတော့ကိုကြိုက်တဲ့ design file size လေးကိုယူလိုက်မယ်ယူပြီးသွားပြီဆိုရင်ဒီမှာသူကတော့ဒီအပြာဘားလေးပေါ်နေတယ်ဆိုလို့ရှိရင်ကိုကြိုက်တဲ့စာစပြီးရေးလို့ရပြီဆိုတော့ဒီချက်မြန်မာလိုရေးမှာဖြစ်တဲ့အတွက်မြန်မာ font လေးပြောင်းပါမယ်တက်လိုက်ဒီလိုကိုကလေ frame ကြီးဒါဆိုဒီချက် frame မထည့်တာဘူး frame တွေပါထည့်ကျင်တယ်ဆိုလို့ရှိရင်ဒီထဲမှာเนาะကိုကြိုက်တဲ့ design တွေတွားယူပြီးတော့ကြတော့ထည့်လို့ဒီမှာကျတော့ဒီချက်အခုဒီဥစ္စာတွေမထည့်တော့ဘူးဆိုတာတခါတလေကြားလို့ရှိရင်ကျွန်တော် print ထုတ်တဲ့ချိန်ကျရင် color တွေအများများတယ် frame တွေမှာအရောင်တွေအများကြီးပါတယ်ဆိုလို့ရှိရင်စိုက်နေမှာပတ်ဆက်ပေးရတဲ့အခါကျရင်အပြင်မှာတော့ထုတ်ရတဲ့သူတွေအတွက်ပေါ့နော်ပေးရတဲ့အခါကျရင်အဆင်မပြေလို့ဒီချိန်ကမထုတ်တော့ဘဲနဲ့ဒီအဖြူအမဲပုံစံ design လေးနဲ့ပဲလုပ်ပေးမှာစလုံးတွေကိုလည်းပဲ color တွေနဲ့မလုပ်ဘဲနဲ့အဖြူမဲပဲလုပ်ပေးမယ်ဘာဖြစ်လို့လဲဆိုတော့သွားထုတ်တဲ့အခါကျလို့ရှိရင်လွယ်လို့အဲ့တော့ဒီကျဲဒါကဒီဟာနဲ့ပဲသုံးရမှာလားတခြားလုပ်လို့မရဘူးလားဆိုလို့ရတယ်နော်စာပဲ A4 စာပဲအဟောင်းတွေပေါ်မှာကကြိခါကွေးပြီးလေးတွေကိုဆရာမရေးပေးတယ်ပြီးသွားပြီဆိုလို့ရှိရင်လုပ်လို့ရတယ်နော်ဒါတော့ဒီကျဲကဒီဥစ္စာအနေနဲ့တန်းပြီးတော့ print ထုတ်ပြီးသုံးကျင်တဲ့သူဆိုရင်သုံးလို့ရအောင်လို့လုပ်ပေးတဲ့သဘောပဲနော်အဲ့တော့ကိုကဒီရေးစာအုပ်ကလေးတွေမှာကြိုက်တဲ့ဟာနဲ့လုပ်လို့ရတယ်နော်ဒီကျဲတို့ကကြီးလေးကနေစပါမယ်နော်အဲ့တော့တစ်လုံးကိုအရင်ဒီဟိုပေါ့နော်ကိုလိုချင်တဲ့ site ကိုမသွားလိုက်တေချာပြီးသူ့ကိုလိုချင်တဲ့ site ကတေချာပြီးပေါ့နော်အဲ့လိုဆိုလို့ရှိရင်ရပြီအဲ့ဒီစလုံးကိုလည်းဒီကျတို့က copy လေးယူသွားတော့နော် duplicate လုပ်လိုက်တယ်ဆွဲလိုက်တယ်ပြီးသွားရင်ခါခွေးလေးတက်လိုက်တယ်နော်โอเคနောက်တစ်ခု duplicate လုပ်လိုက်မယ်ကားငယ်ဒီကျတို့ကစားနည်းကိုနှစ်မျိုးကစားလို့ရတယ်တစ်ခုကကြတော့ဒီအပေါ်ကနေပြီးတော့မှပဲကကြည့်ကောက်ကိုလေးတွေကိုဆက်သွားတာမျိုးဥပမာဆရာမကကာကြီးကိုပြောပြီးတော့ကလေးကကာကြီးစားမယ်ဆရာမခါကြီးကိုပြောရတယ်ခါကြီးရှာမယ်ဆရာမခါငယ်လို့ပြောရင်ကားငယ်တော့ဆက်မယ်ဒီလိုပုံစံမျိုးပဲကစားလို့ရတယ်အဲ့လိုမျိုးမဟုတ်ပဲဆရာမက instruction မပေးတော့ဘူးpartner ပေါ့နော်ကိုယ့်ရဲ့တငယ်ချင်းနှစ်ယောက်နဲ့ပဲဟိုဘက်ဒီဘက်တယောက်ကိုင်းထားမယ်ကိုင်းထားပြီးရင်ခဲတယ်နဲ့ခဲတယ်နှစ်ချောင်းနဲ့ပေါ့တယောက်နဲ့တော့အဲ့လိုမျိုးပေါ့နော်ဒါဆိုမပေါက်အောင်ဒါကြီးခါကိုအဲ့လိုမျိုးလေးဆွဲပြီးတော့မှတွားမယ်ပေါ့ဒီလိုမျိုးလေးနဲ့တဖြည်းဖြည်းနဲ့ဆက်သွားမယ်ဒီလိုပုံစံမျိုးနဲ့ကစားလို့ရတယ်ဒါကြောင့်ဆရာမ instruction မပါဘဲနဲ့ကလေးကကြီးခါကိုအချင်းချင်းစုရင်းနဲ့အတူတူကစားသွားတာပေါ့နော်ဟိုငငယ်တော့ကဘောလုံးကစားရလေကိုးတိုင်းလေအဲ့လိုမျိုးကစားတဲ့ခါမျိုးလေးမှာသုံးတယ်နောက်ဆုံးပိတ်ဒီစာမင်းကြောင်းအဆုံးတာမှာကဒီမှာအဆုံးတက်ရမယ်ဆိုတာမျိုးလေးပေါ့နော်အဲ့တော့တကယ်လို့ဒီဟာလေးကိုဘယ်နေရာမှာစမယ်ဘယ်နေရာမှာဆုံးမယ်ဆိုတာလေးကိုအကွက်လေးထည့်ခြင်းလဲဆိုရင်ဒီကျတို့ဘာလုပ်လို့ရလဲဆိုရင်ဒီ elements တွေမှာရှိတဲ့ဒီအကွက်လေး၄000ကွက်လေးထည့်လိုက်ဒါတော့ဒီချိန်က၄000ကွက်ထည့်မယ်ပေါ့နော်၄000ကွက်ကလေးယူလိုက်တယ်ကိုလိုချင်တဲ့ size လေးပေါ့နော်ချိန်လိုက်ခါပြီးသားပြီဆိုရင်ဒါလေးနဲ့ရွှေမယ်အားပေါ်မှာပတ်တယ်တော့ဒီချိန်ဒီအမြင်အောင်ကြီးမလို့ချင်ဘူးခုနကတော့လိုပဲလေအဖြူမဲလုံးမှာဖြစ်တယ်ဆိုလို့ရှိရင်print ထုတ်တဲ့အခါကျလို့ရှိရင်စီးတက်တာတော့ပေါ့နော်အဖြူမဲလုံးချင်လို့ဆိုရင်ဒီ line လေးနဲ့ထည့်လိုက်လို့ရှိရင်ဒါဆိုရင်ဒါပါပြီဒါဆိုရင်အဖြူလေးပဲပေါ့အဖြူမဲပဲပေါ့၄000ကွက်ကလေးပါတဲ့သဘောမျိုးလေးပဲနောက်တစ်ခွက်ယူကြပါမယ်၄000လေးချမယ်ဆိုရင်ဒီစံဘလောက်ချမယ်ဒါရင်ဆယ်နေရာရွှေ့မယ်ကိုလိုချင်တဲ့ကကြည့်မှာကတ်တယ်နော်ဒီသားပြီဆိုရင်အရောင်ပြောင်းမယ်ခါလာကအနီရောင်ဖြစ်နေတယ်နန်းထည့်လိုက်မယ်နန်းနဲ့လိုက်ပြီဆိုရင်ဒီဘောင်ကြီးကဘာမှမပေါ်အဲ့ဆိုဘေးက line ဝင်သွားပါ line ကြီးမှာဈေးလေးနေရာမှာဒီကျတို့ကလက်ပတ်ရိုက်လိုက်လေရတယ်ဒါမှမဟုတ်လို့ရှိရင်အလွယ်ကြရင်ပေါ့ကိုဒီလိုလေးပဲဆွဲလိုက်ညားလေးကိုလေကိုလိုချင်တောင်းလေးဆွဲလိုက်အဲ့ဆိုရပြီဒီလိုပေါ့ဒါပေါ့နော်ကိုအဲ့လိုပုံစံမျိုးလေးနဲ့ဆိုရှင်စမယ်ဒီမှာဆုံးကကြည့်ရနေစမယ်အာတီတာပြန်ဆုံးမယ်ခြားထဲမှာအစင်းလိုက်ဆက်သွားကြမယ်ဆိုပြီးနော်ဂိမ်းကစားလို့ရပါတယ်ဒီဟာလေးကိုဒီချက်က link လေးချပေးထားပါမယ်အဲ့ဒီမှာ download ဆွဲပြီးတော့မှလုပ်လို့ရမှာပေါ့နော်ဒီချက်အောက်မှာ link လေးချပေးထားမယ်ယူသုံးချင်တဲ့သူကသုံးလို့ရပါတယ် thank you ပါ